နေပူကဒီလိုဖြစ်တော့ရှိုးတာဝါဆက်ရှောက်လိုက်အောင်နေဆောင်ပူနေတော့နေပြီးသွားပြီတာယာပါ33မိနစ်မှမရှိတော့ကျောင်းရောက်တော့မယ်စားတော့မယ်တချင်းမရှိပါမရှိနဲ့ဘယ်တော့မှမျိုးစက်နဲ့ဟာချင်းလေးပါလေခွင့်လေးကွာဒီ station ကဒီ station မှာ station တော့ဒီ station ပါကိုတချင်းလေးပါလေခွင့်လေးတော်လေးရဲ့အကူနဲ့ပြန်မလဲမလိုက်ရေရောတာလိုက်နော်ရတဲ့ခိုင်းပြစားလာတယ်33လက်ပါရတန်လို့ကောဆမ်ဆမ်ပြီးသွားတန်လို့ဒါလေးစားတယ်ဒီမှာဂျယ်လည်းယူလို့ရတယ်နော်ဂျယ်လည်းယူလို့ရတယ်မဟုတ်တယ်ဘာရောက်ရက်စားလို့ရတယ်မလေးကျွန်တော်တို့မယ်ကိုရောမျိုးလေးလာကိုရမှာမရှိဘူးမဟုတ်ဘူး။အားမပဲရှိတာ။ဟုတ်ကဲ့ဒါကြရတယ်။ဒါကြောင့်လို့မင်္ဂလာပါဘူးလို့ပြော။မင်္ဂလာရော။ဟုတ်။ငါချက်ချင်းအောင်တက်သွားပြီ။ကျွဲနေတယ်။ဟေး။ဒါကြည့်ရရော။ဟာရောက်မင်း။ရန်ကုန်ပြည်မင်္ဂလာအော်တင်လာပြီရအော်ဘယ်လိုရှယ်စက်သားပါပါစေနာပါစက်သားပါပါမင်းတွေ့ရမှာစက်သားတော့တွေ့တာအဆောင်စေနာပါကျန်တယ်သွားပြီဘာဖြစ်နေလဲဆိုတော့ဘူးနည်းနည်းတော့နာကျင်လာပဲနာကျင်လာပဲအမေကဒုနာနေပဲမဲ့လေပြကျင်တာလေးရှိလို့မကြည့်ပြဟိုမှာတောင်းနေတွေ့ရလားโอเคစပြေးလာအောင်မင်္ဂလာပါတော်ပါလေပြောင်းဆောင်းမမိုက်လေကြောက်ကြီးကျင်းမခေါ်မကြောက်ပါနဲ့နော်အိုးမရှူအိုးဆောင်းမိုက်လေမင်္ဂလာပါတော်ပါလေဟိုးမှာကျွန်တော်လာခဲ့နေရပါတော့ဟိုးမှာမြင်ရတာဟိုးမှာမုံလေးပဲမြင်ရတယ်ကျွန်တော် tree သွားပြီးတော့လမ်းတော့ရှပြေးရတာမဟုတ်ပါဘူးเนาะလမ်းလျှောက်တယ်ဆိုတာဒီ feeling တွေရရင်လို့ပဲဒါပဲရောက်ဖို့အတွက်ဒါပဲဟောဒူးနာခန်းအဆန်ကုန်ခံပြီးတော့ဒီရတာလာကြည့်ရတာပဲโอเคဒါပဲကီလိုနေရာလေးရှိတယ်ဘာတော့ရင်ဆောင်းမိုက်တယ်ဟုတ်လားကားတက်ဖို့โอเค